အယုံမလွယ်နဲ့အစားခံရမယ်ဆက်ပေးမှာကတော့မြတ်စွာဘုရားရှင်ရဲ့ဖြစ်တော်စင်များကိုရေးသားပြုစုထားတဲ့950ဇတ်တော်များတဲ့ကဧကကနိပတ်အပ္ပနကဝတ်မှအပ္ပနကဇတ်တော်ပဲဖြစ်ပါတယ်ကြည့်ရှုပေးကြပါအောင်ခင်ဗျာတာဝတိပီဇေတဝန်ကျောင်းတော်မှာမြတ်စွာဘုရားရှင်တရင်သုံးနေတဲ့အချိန်ကာလကဖြစ်ပါတယ်ဒီနေ့တော့အခါမှာအယူမှားတဲ့သူတွေရဲ့စကားကိုယုံပြီးလို့လမ်းမရောက်သွားတဲ့ဒိဋ္ဌိတပည့်900ကိုအကြောင်းပြုပြီးမြတ်စွာဘုရားရှင်ကအမှားနဲ့အမှန်ကိုခွဲခြားဆင်ခြင်နိုင်ဖို့အတိတ်ဖြစ်ရတစ်ခုကိုဟောကြားတော်မူခဲ့ပါတယ်။မြတ်စွာဘုရားတပည့်တော်ရဲ့အဆွေကံမွန်ဒိဋ္ဌိတပိ900ဟာအရှင်မယားမရှိကြိုက်မှာယတနာ3ပါးကိုစွန့်ပြီးဒိဋ္ဌိတို့စီပြန်သွားကြပါတယ်ဗျာ။အခုအရှင်ဘုရားပြန်ကြွလာမှတပည့်တော်သူတို့ကိုခေါ်လာခဲ့တာပါဗျာ။ဥပုပ်သေးတို့ရတနာ3ပါးကိုကိုးကွယ်ခြင်းဟာအပါဘေးကလွတ်မြောက်နိုင်တဲ့အစစ်အမှန်ကိုးကွယ်ရာပဲဖြစ်ပါတယ်။အယူမှားတဲ့သူတွေရဲ့စကားကိုယုံမိရင်ကန္တာရထဲမှာဘလူးစာဖြစ်ရတဲ့ကုံတယ်မိုက်တွေလိုမရှုမလှပျက်စီးရတတ်ပါတယ်။အရှင်ဘုရားအဲ့ဒီဇက်ကြောင်းကိုဟောကြားပေးတော်မူပါဗျာ။အဆွေကျွန်ုပ်တို့တပြိုင်တည်းသွားရင်လမ်းမှာနွားစာမြက်နဲ့ရေအလုံလောက်ရဖို့မလွယ်ဘူးဟုတ်ပါတယ်အဆွေတယောက်ကအရင်သွားပြီးတယောက်ကနောက်မှသွားရင်မကောင်းဘူးလားအဆွေပြောတာဟုတ်တယ်ဒါဆိုဘလူအရင်သွားမလဲဝေပဲအရင်ရွေးပါငါအရင်သွားရင်မျက်နှုနဲ့ရေကြီးကိုအရင်ရမယ်ဈေးကိုလည်းငါစိတ်ကြိုက်အရင်တတ်မှတ်လို့ရမယ်ဒါဆိုကျွန်ုပ်အရင်သွားမယ်ဟာကောင်းပါပြီအဆွေအရင်သွားနေပါကျွန်ုပ်နောက်မှလိုက်ခဲ့ပါမယ်လက်မှုကြီးပါလာတဲ့ရေတွေကကုံကနီးနေပါပြီ။အိုးအသင်ကုန်တီတို့ဘေကိုသွားကြမလို့ပါလဲ။ငါတို့ကနာရကိုဖြတ်မလို့ပါ။အဆွေတို့ကောဘေကလာတာလေ။ရှေ့မှာရေရှိရဲ့လား။အဆွေတို့အခုတည်းမိုးတွေတဲကြီးမီးရွာထားတာ။ဟောဟိုတောအုပ်ကြီးကိုကြည့်စမ်း။ရေအိုင်နေရေကိုရှက်နေတာပဲ။ဟေးလူတွေကြားလား။ရှေ့မှာရေတွေအများကြီးတဲ့။ရေအိုးတွေအကုန်တုံပစ်လိုက်ကြလဲဝံပေါ်မှာခရီးတွင်မှာလဲမှုကြီးရေကိုမမြင်ဘဲနဲ့မတုံပစ်တင်ဘူးအာနာမင်းကငါထက်သိလို့လားငါပြောတဲ့အတိုင်းလှုပ်ဆန်းဒါပေမဲ့လို့ခရီးထွက်လာပြီးပူပြင်း6တွေ့တဲ့ခန္ဓာရတဲ့ရောက်တဲ့အခါမှာတော့စားကြဟဲ့လူသားတွေရောနွားတွေရောအားလုံးစားကြ15ရက်အကြာမှာတော့ဖျားလောင်းတော်လှည့်မှုခရီးထွက်လာခဲ့ပါတယ်။သူကလည်းပဲကန္နာရထဲမှာဘလူးတွေရဲ့လှည့်ပြားမှုကိုခံခဲ့ရပေမဲ့သူတစ်ပါးစကားကိုအလွယ်တကူမယုံကြည်ပဲလက်တွေ့ကြကြဆင်ခြင်ကြည့်ခဲ့ပါတယ်။အဆွေတို့ရှေ့မှာမိုးတွေရွှာနေပြီ။ရေအိုးတွေကိုတွန်ပစ်ခဲ့ကြပါ။အမောင်တို့ငါစကားကိုနားထောင်ကြ။ရှေ့ကလူတွေပြောတာကိုယုံသလား။ရှုံးပါတယ်အရှင်သူတို့ကိုမလေးရေဆိုနေတာပဲဟုတ်လေစဉ်းစားကြစမ်းမိုးရွာမယ်ဆိုရင်လေအေးတွေလာရမယ်မိုးတိမ်တွေမြင်ရမယ်လျှက်စစ်လက်မယ်မိုးကျုံတန်ကြားရမယ်အခုအဲ့ဒီလက္ခဏာတစ်ခုခုတွေ့ပါဘူးရှင်ဒါဆိုရင်အဲ့ဒီလူတွေဟာလူမဟုတ်ဘူးငါတို့ရဲ့ရေကိုတုံပစ်ခိုင်းပြီးငါတို့အားနေတဲ့ခါစားမဲ့ဘလူးတွေပဲငါအမိတ်မရှိပဲရေတစ်ခွက်မှမတုံရဘူးအိုးလက်မှုကြီး
ကြည့်ပါဦးရှေ့ကအဖွဲသားတွေအကုန်တင်နေကြပြီ ခရီးလမ်းမှာပျက်စီးသွားတဲ့လှဲမှုမိုက်တို့ရဲ့အယိုးစုတွေကိုမြင်တွေ့ခဲ့ရပြီးဘုရားလောင်းလှဲမှုဟာသင်္ကန်းစာယူကခရီးစဉ်ကိုအောင်မြင်စွာအဆုံးသတ်နိုင်ခဲ့ပါတယ် ဒါဟာအယူမားတဲ့သူရဲ့စကားကိုယုံမိခြင်းရဲ့ရလေပဲအားလုံးတတိထားကြ ဥပုပ်တီတို့အမှန်တရားကိုလက်ကင်ထားတဲ့သူဟာဘေးကင်းပြီးအယူမားသူနောက်လိုက်တဲ့သူဟာပျက်စီးရတယ်။ထိုစဉ်ကလှဲမှုမိုက်ဟာဒေဝတက်ဖြစ်လာပြီးလှဲမှုလိမ္မာကတော့ငါးပြားပင်ဖြစ်တော့တယ်။ အမှန်တရားကိုလက်ကင်ထားတဲ့သူဟာဘေးကင်းပြီးအယူမားတဲ့သူနောက်ကိုလိုက်တဲ့သူဟာပျက်စီးရတယ်ဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်